hello ကျွန်တော်ဗီဒီယိုကြည့်နေခင်ဗျားတို့တခုခုပေးချင်တယ် Oh my god ဘာပေးချင်တာလဲဆိုတော့ဗျာတခုခုပေါ့နော်ခင်ဗျားတို့တင်းနေဗျာမရကျွေးမှုသားကျွေးမှုပေါ့နော်ဒီဟာတွေနဲ့ခင်ဗျားတို့ပေးပန်းနေတဲ့အလုပ်တွေလုပ်နေကြရတယ်ပေါ့နော်မျိုးသမီးတွေဆိုရင်လည်းအရှင်မအလုပ်တွေလုပ်နေကြတယ်အဲ့တော့မကြသေးတဲ့သူတွေဆိုရင်လည်းတခြားမိဘကြည့်သူစတာတို့ဘာလို့တော့ဒါတွေရှုပ်ရှက်ခတ်နေတယ်အဲ့လိုရှုပ်ရှက်ခတ်နေတဲ့ဒီလောကကြီးထဲမှာကျွန်တော်ခင်ဗျားတို့တခုပေးချင်တယ်ကျွန်တော်မပေးတဲ့ဘာမှမရှိဘူးပေးချင်တယ်ဆိုတော့ပေးတဲ့ဘာမှမရှိဘူးအဲ့တော့ကျွန်တော်ရှိတာလေးတွေပေးတာပေါ့နော်ဘာပေးမှလဲဆိုတော့အခုလိုဟာတာဗီဒီယိုလေးတွေပေါ့နော်ခင်ဗျားတို့အတွက်ခဏတစ်ဖြုတ်လို့ဗျာ10မိနစ်2မိနစ်လောက်ကြည့်လိုက်ရင်လေခင်ဗျားတို့စိတ်ထဲမှာပြုံးသွားတယ်စိတ်ကြည်နူးသွားတယ်ပေါ့နော်အဲ့ဒါလေးတွေပေးချင်တာအဲ့တော့ကျွန်တော်တို့အခုပျောက်ဆုံးနေတာလည်းကြာပြီဖြစ်တယ်ဟိုဒါနဲ့စကားမဆက်ပြောအောင်ဗျာကျော် UFC fighter ချင်းတိုင်းသားလေးပေါ့နော်မြန်မာနိုင်ငံသားချင်းတိုင်းသားလေးကျော်ရွှေဘာတော့မြန်မာကုံဆောင်ခဲ့ပါပြီပေါ့နော်မနေ့ကထိုးတဲ့ပွဲမှာသူနိုင်သွားတယ်ပေါ့နော်သူရွှေကပတ်ချန်ပီယံလူဖို့ပဲရှိတော့တယ်အဲ့ဒါကတော့သူလူဖြစ်မလားမလူဖြစ်မလားတော့မသိဘူးသူရဲ့ဆုံးဖြတ်ချက်ပဲပေါ့နော်နောက်ပွဲကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်ပွဲပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးအနေနဲ့ကျွန်တော်တို့ရဲ့နိုင်ငံကုံဆောင်ခဲ့တဲ့ချင်းတိုင်းသားလေးကျော်ရွှေဘာကိုအားပေးပါအောင်လို့ပြောချင်ပါတယ်ပေါ့နော်တရင်ကောင်းပြောပြတာပါမနေ့ကပွဲစဉ်မှာကျော်ရွှေဘာနိုင်သွားပါတယ်ပေါ့နော်โอเคပါကျွန်တော်တစ်ခေတ်တစ်ခါတစ်ချိန်တုန်းကကျွန်တော်တို့သဘောကျခဲ့တဲ့ဟာသားဆရာကြီးတယောက်နဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ကျွန်တော်အဲ့ဗီဒီယိုကိုကျွန်တော်လူချင်းမျိုးတို့ဖွင့်ပြပေးမယ်နော်ဒီအရှိလို့โอเคကျွန်တော်တို့တော့ဒီလိုတော့တခြားလူမပေါ့ဘူးခင်ဗျားတို့လည်းကြုံဦးမှာပဲဟုတ်တယ်မလားချစ်တာပဲအဲ့လိုအလုပ်ခန္ဓာနေများလိုက်ခင်ဗျားတို့လည်းတခုခုလုံးမိမှာပဲလူကြီးတွေကိုရမှာတခုတော့ခင်ဗျားတို့လုံးမိလိမ့်မယ်ကျွန်တော်လည်းလုံးမိဘူးလေဘာလို့လဲလူကြီးတွေရှင်းပါဆိုကလေးနဲ့လူကြီးနဲ့ချန်တူးဖြစ်တယ်ဒီလိုကွက်တွေပြောခံမှာဆိုလို့ခင်ဗျားတို့ကိုရမှာလူကြီးတွေကိုရမှာတခုတော့လုတ်ခဲ့ဘူးလေလိန်ကြီးနော်ခြိုင်လိုက်သွားဟိုတယောက်လည်းလိုက်တာပဲကြာ sorry ယော这好屌嘞！哦，I don't know. Sợ mà rồi. ပညာတတ်ပါတယ်ဗျာသူတို့တွေတရုပ်ဆောင်တာနော်စကားလုံးဝမပြောဘူးဒီ Charlie Chaplin တို့ပေါ့နော်စကားပြောတာမတွေ့ရဘူးနောက်ပြီးတော့ Mr. Bean တို့ပေါ့နော်ဒီလူတွေနောက်ဒါစကားမပြောဘူးနော်ဗျာအမှုရလေးတွေနဲ့ပဲလူတိုင်းရဲ့နှလုံးသားထဲမှာအတိထဲမှာလွှမ်းမိုးတော့လုံနိုင်တဲ့ရည်ချက်နည်းတဲ့ရည်ချက်တော့မဟုတ်ဘူးနော်မိုင်းစကားလုံးဝမပြောတော့ဘူးနော်စကားလုံးဝမပြောလူတိုင်းနားလဲနိုင်တဲ့လူသားတိုင်းနားလဲနိုင်တဲ့ဘာသာစကားနဲ့ပြောသွားတာပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်လိုပြောရင်အင်္ဂလိပ်တွေပဲနားလဲမှာမြန်မာလိုပြောရင်မြန်မာတွေပဲနားလဲမှာထိုင်းလိုပြောရင်ထိုင်းတွေပဲနားလဲမှာဗျာဒါပေမဲ့သူတို့ကတကဘာလုံးနားလဲနိုင်တယ်တကဘာလုံးမှာရှိတဲ့လူသားတွေနားလဲနိုင်တယ်ဘာသာစကားနဲ့ပြောသွားတာနော်ခင်ဗျားတို့တွေလည်းတခုခုဒီ social platform တွေမှာတခုလုံးပဲဆိုလူတိုင်းနားလဲနိုင်တဲ့ဘာသာစကားနဲ့ပြောမှာပဲအဆင်ပြေပါကျွန်တော်တို့ကတော့မြန်မာလိုပဲပြောတတ်တယ်ပေါ့နော်ကဲကျွန်တော်ရဲ့ဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်နေ့မှာကျွန်တော်တခြားဗီဒီယိုတစ်ခုနဲ့ easy ဗီဒီယိုတစ်ခုနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်နော်ကျွန်တော်တင်ဆက်တဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်တော့ like လုပ်ခဲ့လို့ရတယ် comment ဘောက်မှာလည်းလူချင်းမျိုးလို့ရေးချင်တာရေးတော့လို့ရတယ်ဆူတောင်းပေးပါတယ်နော်အားလုံးဒီလောက်ပါပဲ